Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ chicken hu menu အတိုင်းနဲ့ပဲဆင်းမဖြစ်ပါတယ်ဒီ menu လေးရဆိုရင်ကျွန်တော်တို့ဆိုင်ရဲ့အကောင်းဆုံးထည့်ရလက်ရတစ်ခုဖြစ်တဲ့အတွက်ကြောင့်အရင်ကမှနှာမြကြည့်ပြီးလူကြိတ်လေးတောင်းများပါတယ်ပေါ့နော်ဒါကြောင့်အခုကြိုပြမှာတော့ဒီဆိုင်မှာလုပ်တဲ့ကျွန်တော်ရဲ့အကိုပေါ့နော်သူကကြိုပြမှာဖြစ်ပါတယ်chicken hu မှာစက်သားရဲ့ပြီးရင်အာလူချုံကြိုရဲ့ပြီးရင်ခောက်ဆွေးရဲ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအကျိုးဆရာဆိုရင်တောင်းမှအကျိုးလေးကျွမ်းတယ်ပြီးရင် तू ကလောက်လာတဲ့တောင်းကြောင်တယ်တော့9မိနစ်လောက်ဆိုရင်ဒါကြက်ပြီးတောင်းမှမကြဘူးပြီးရင်စားရတယ်လုံးဝအဆင်ပြေစေတယ်ပြီးရင် customer လေးအချက်ဖြစ်လို့တဲ့ကြောင့်အရင်မှနှာမကြည့်ပြီးအရင်မှလေးတောင်းစားကောင်းတယ်ပေါ့နော်ဒီ chicken hu တပွဲပေါ်မှာဇင်းလုံးလေးတက်တက်ကြတဲ့တဲ့ကြောင့်အရင်မှလူကြိတ်ပဲပြီးအရင်မှစားကြတယ်ပေါ့နော်ကျွန်တော်တို့ကြိုဆရာလေးကြည့်ပါအောင်ဗျာရောက်ရကခံမရှုံးမနေတာပဲခုဆိုရင်ဒီမှာကြည့်ခောက်ဆွေးကြိုပြီးတော့ဖြစ်ပါတယ်ခောက်ဆွေးကြိုလေးရဆိုရင်တောင်းမှမှွေပြီးတောင်းမှအနက်ရတဲ့ပြေဆုံးနေပေါ့နော်ဒါကတော့ဆို့တမျိုးဖြစ်ပါတယ်ဆလဝဲပုံမှာတင်ထားတဲ့ဆို့ပေါ့နော်ခုဆိုရင်ဒီ chicken hu တပွဲလေးရတော့ပါပြီလို့တကယ်လို့မှဒီလိုဟာတွေစသရှင်တွေဆိုရင်ကျွန်တော်တို့ဆိုင်ကိုလှမ်းလာခဲ့ပါ